အားလုံးပဲမင်္ဂလာပါအွန်လိုင်းအဘိဓမ္မာသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါသင်တန်းမစတင်မီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသုံးလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဥချကြောပါ၏အရှင်ဘုရားပြီးခဲ့တဲ့အသင်ခန်းစာမှာစိတ်ဓာတ်နဲ့ရုပ်ဓာတ်ကိုပြောခဲ့ပါတယ်ဒီကနေ့သင်ခန်းစာမှာစိတ်ဖြစ်ဖို့ဝီတီစိတ်ဖြစ်ဖို့ဝီတီဆိုတာကတိစိတ်အစဉ်အတန်းကိုဆိုလိုပါတယ်စိတ်အစဉ်အတန်းစိတ်အစဉ်အတန်းဖြစ်လာဖို့အတွက်တိစိတ်အစဉ်အတန်းဖြစ်လာဖို့အတွက်အကြောင်းတရားတွေကိုပြဆိုပေးပါမယ်လူနာလျအောင်ပြောရင်တော့စိတ်ရဲ့ဖြစ်ကြောင်းနဲ့ဝိပဿနာတရားသမားတွေဆိုရင်တော့အာယုံဓာရတိုင်းစိတ်ပေါ်တယ်မျက်စိနဲ့အစင်းနဲ့တိုင်းမြင်စိတ်ပေါ်တယ်ဒါကြားဘူးပြီးသားပေါ့အခုအဲ့လိုမျိုးဟာတွေကိုပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့မျက်စိအစင်းတင်မကဘူးတခြားအကြောင်းတွေမှာထည့်ပေးထားပါတယ်ပြည့်ပြည့်စုံစုံထည့်ပေးထားပါတယ်ကဲလေးလာကြည့်ရအောင်ပြင်စဒွါရဝီတီဖြစ်ကြောင်းများပြင်စဆိုတာ၅ခုဒွါရဆိုတာ၅ဒွါရပြင်စဒွါရဆိုတာဘာတွေလဲမျက်စိနားနှာခေါင်းရှာကိုယ်နော်ပြင်စဒွါရဆိုတာမျက်စိနားနှာခေါင်းရှာကိုယ်အဲ့တော့ငါးဒွါရမှာစိတ်တွေဖြစ်တယ်မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ရားတဲ့စိတ်နားတဲ့စိတ်ကောင်းတဲ့စိတ်ထိထိစိတ်အဲ့ဒီစိတ်တွေဖြစ်တဲ့အကြောင်းတွေကိုအခုပြပေးပါမယ်ဟုတ်ပြီပထမဆုံးစက္ခုဒွါရဖြစ်ဖို့အတွက်ဘာလိုအပ်တယ်လဲစက္ခုဒွါရဖြစ်ဖို့အတွက်ဒီမှာ၄ခုလိုအပ်ပါတယ်မြင်စိတ်တစ်ခုဖြစ်ဖို့မြင်စိတ်အစဉ်တန်းတစ်ခုဖြစ်ဖို့၄ခုလိုအပ်တယ်ဘာလဲစက္ခုဝတ္ထုစက္ခုပတာရစက္ခုဒွါရဒါရုပ်ကလေးပါပဲဒါလည်းပြောရင်ဒါမျက်စိရုပ်ကောင်းကောင်းမွန်မွန်ရှိရမယ်အာလောကအလင်းရှိရမယ်ရူပယုံအစင်းရှိရမယ်စက္ခုပတာရကိုထိခိုက်မဲ့အစင်းရှိရပါမယ်အဲ့တော့မျက်စိနဲ့အစင်းနဲ့တိုင်းမြင်စိတ်ပေါ်ဆိုတာဒွါရနဲ့အာယုံနဲ့ကိုပဲရည်ရွယ်ပြီးမှပြောတာပါတကယ်ကလိုအပ်ချက်ကနောက်တဲ့နှစ်ခုရှိသေးတယ်မြင်စိတ်ပေါ်ဖို့ဆိုရင်အယောင်လင်းတစ်ခုရှိရမယ်အယောင်လင်းလိုအပ်တယ်နောက်တစ်ခုအစင်းလာတိုက်တဲ့အခါမှာဆင်ခြင်မှုလေးရှိရမယ်တခါကျတော့ဆင်ခြင်မှုမရှိဘူးနှလုံးသွင်းမှုမရှိဘူးအာဝဇန်မရှိဘူးเนาะမနတိကာရခုဖြစ်ဆိုရက်အာဝဇန်လေးရှိရမယ်နှလုံးသွင်းမှုလေးရှိရမယ်အဲ့ဒါကြမှသာလျှင်ဒီအာယုံကိုသိတဲ့စိတ်မြင်သိစိတ်ဖြစ်လာမှာဖြစ်တယ်လေးချက်အတူကောက်ချက်ချင်းရင်ဒီလင်္ကာလေးနဲ့ချက်ထားလို့ရပါတယ်သက္ခာလောကရူပထင်ပြီးမနတိလေးလီစက္ခုဖို့နော်လေးချက်လိုအပ်တယ်စက္ခုဓာရကောင်းရမယ်မြင်လောက်တဲ့အစင်းရှိရမယ်နော်ကိုအာယုံမှာထင်နိုင်တဲ့ဟာပေါ့နေရနေပါလေချားနေဟိုဘက်ချင်းဟာတွေဆိုတော့မထင်ဘူးပေါ့ကိုရှိတဲ့ဟာဆိုထင်ပါပေါ့အဲ့လိုမျိုးဆိုလို့တယ်မြင်လိုက်တော့တဲ့အစင်းရှိမယ်အလင်းရောင်ရှိမယ်နှလုံးသွင်းရှိမယ်လေးချက်လိုအပ်ပါတယ်အဲ့အာယုံဓာရနဲ့ပြောမယ်ဆိုရင်တော့ဒီကောင်ကအာယုံဝုဒ္ဓဓာရနော်မျက်စိစက္ခုပတာရဆိုတာကဓာရရူပယုံကဒါအာယုံများသောအားဖြင့်တရားစခန်းတွေမှာတော့အာယုံဓာရနဲ့ပြောပါတယ်ကောင်းပြီဒါကမြင်စိတ်ဖြစ်ဖို့အတွက်စက္ခုဓာရဝီတီဖြစ်ဖို့အတွက်လိုအပ်တဲ့အကြောင်းပါမျက်စိကနေဝင်လာမဲ့စိတ်အစဉ်တန်းလို့ပေါ့နော်မျက်စိကနေဝင်လာမဲ့စိတ်အစဉ်တန်းဖြစ်ဖို့အတွက်ဒီအကြောင်း၄ပါးရှိရမယ်ဒါပြည့်ပြည့်စုံစုံပြောတာပါနောက်သောတာဓာရဖြစ်ဖို့နားမှာအတန်တွေကြားတယ်ဘယ်သူကြားလဲကြားစိတ်ကကြားတယ်အဲ့ဒီကြားစိတ်ဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲနားလိုအပ်တယ်ဒီမှာသောတာပတာရကောင်းကောင်းမရှိရမယ်သောတာပတာရနားရုပ်ကလေးမကောင်းဘူးဆိုရင်ကောင်းကောင်း signal တွေကိုလက်ခံတဲ့ဟာနဲတော့နားလေးတယ်လို့ဖြစ်လာနော်မျက်စိလည်းအဲ့လိုပေါ့နော်မျက်စိမကောင်းမှုန်တယ်လို့ဖြစ်လာအတန်လည်းရှိရမယ်ကြားနိုင်လောက်တဲ့အတန်နောက်လာတိုင်းမဲ့အတန်ရှိရမယ်ပြီးအတန်ဖြတ်သန်းသွားလာနိုင်တဲ့လေဟာနယ်လေးလည်းရှိရမယ်ဟင်းလင်းပြင်အာကာသလေးရှိရမယ်ပြီးနှလုံးသွင်းမှုလေးလည်းရှိရပါမယ်သူလည်းလေးချက်လိုရပါတယ်နားရဲ့အတန်ဖြတ်ဖို့လေဟာနယ်လေးရဲ့နှလုံးသွင်းမှုရဲ့ဥမာအိပ်ပျော်နေတယ်နှလုံးသွင်းမှုမရှိဘူးနှလုံးသွင်းမှုမရှိဘူးဆိုရင်အတန်ကမကြားဘူးအတန်ကတော့လာတိုက်တယ်တိုက်ပေမဲ့နှလုံးသွင်းမှုမရှိမကြားဘူးဖြတ်သွားဖြတ်လာလှုပ်နေတဲ့ကိုယ်ကစိတ်ကတခြားရောက်နေဘေးကစကားပြောတယ်အတန်တော့လာတိုက်တယ်ဘာမှမညာမှမကြားလိုက်ပါဘူးเนาะနှလုံးသွင်းမှုလိုအပ်တယ်ဒါကြောင့်ဒီ၄ချက်ဟာအကြောင်းပါပဲ
သောတာဒွါရဝီတီဖြစ်ဖို့အကြောင်းလေးပါသူ့ကိုလည်းလင်္ကာလေးနဲ့စက်ထားခြင်းတယ်ဆိုရင်သောတာကာသတတ္တထင်ပြီးမနတိလေးလီသောတာဖို့သောတာဆိုတာကနာအာကာသဆိုတာကဟင်းလင်းမြေအပေါက်နော်ကာသဆိုတာဒီမှာဒီကအာရှိတယ်အရှိမှာသောတာနဲ့ဒါနဲ့ဒါပါဠိလိုရေးထားတာသောတာကာသဆိုသောတာအာကာသဆိုတာဟင်းလင်းတတ္တအတန်မနတိဆိုတာနှလုံးသွင်းဒါလင်္ကာနဲ့ကြက်ထားတာပါကောင်းပြီနန္တိစိတ်မွေးတယ်နန်းတယ်အဲ့တော့ခန္ဓာနှာခေါင်းကနေဝင်လာမဲ့တိစိတ်အစဉ်တန်းတစ်ခုဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲနှာခေါင်းကောင်းအောင်ပါဗောခန္ဓာပဒါရကောင်းအောင်ပဲနော်ဒီမှာပါတဲ့ဟာပဒါရယုတ်တွေပြောတာပါနော်ဒီမျက်လုံးကြီးတွေနားကြီးတွေနှာခေါင်းကြီးတွေကိုဆိုလိုတာမဟုတ်ဘူးမျက်လုံးထဲမှာရှိတဲ့သကုပဒါရယုတ်နော်မျက်စိဖြစ်ဖို့ဆိုမျက်လုံးထဲမှာရှိတဲ့သကုပဒါရယုတ်နားအတွက်ဆိုရင်သောတာပဒါရယုတ်နားထဲမှာရှိနေတဲ့သောတာပဒါရယုတ်နှာခေါင်းနန္တိစိတ်အတွက်ဆိုရင်နှာခေါင်းလို့ပြောမယ်နှာခေါင်းကြီးပြောတာမဟုတ်ဘူးအထဲထဲမှာနှာခေါင်းထဲမှာရှိနေတဲ့ခန္ဓာပဒါရယုတ်လေးဒါကိုဆိုလိုပါတယ်ပြီးအနံ့ရှိရမယ်နော်အာယုံအနံ့ပြီးအနံ့ကိုဆောင်းလာတဲ့ဝါဒလို့ခေါ်တဲ့အနံ့ကိုဆောင်းလာတဲ့လေရှိရမယ်တကြအနံ့ကဒီဆောင်းလာတဲ့လေမရှိရင်နှာခေါင်းမရောက်မကြဘူးမနံဘူးအနံ့မရဘူးဘယ်လိုလဲဖြစ်ပါလိမ့်မယ်နောက်တစ်ခါမနတိကာရနှလုံးသွင်းမှုရှိရမယ်နော်ခန္ဓာပဒါရအကောင်းရမယ်ဥပမာကိုဗစ် -19 ဖြစ်နေခန္ဓာပဒါရမကောင်းတော့ဘူးအနံ့လည်းရှိတယ်လေလည်းဆောင်းနေဒါပေမဲ့အနံ့မရဘူးဆိုဖြစ်သွားတယ်နော်ဒါနှာခေါင်းကောင်းကောင်းဒီခန္ဓာပဒါရနည်းနည်းချွတ်တက်သွားလို့ပေါ့ဟုတ်ပြီအဲ့တော့အနန္တိစိတ်ဖြစ်ဖို့အကြောင်းဘယ်နဲ့ပါလဲ၄ပါးရှိပါတယ်ဒါကိုတရားစခန်းတွေမှာတော့တရားသမားတွေကတော့အလွယ်ပဲအာယုံဒွါရနဲ့ပြောမယ်ဒွါရကခန္ဓာဒီနှစ်ချက်ကိုပဲပြောပါမယ်ဟိုမှာဆိုတော့နှစ်ချက်ပေါ့အပြီးဒီမှာတော့၄ချက်ရှိပါတယ်ပြည့်ပြည့်စုံစုံပြောလိုက်တယ်မယ်၄ချက်ရှိပါတယ်အဲ့ဒါကိုလင်္ကာနဲ့ကြက်ချင်တယ်ဆိုရင်ဂာနဝါဒဂန္ဓထင်ပြီးမနတိလေးလီဂာနဖို့နော်ဂာနဝิญဉ်ဖြစ်ဖို့ဂာနဒွါရဝီတီဖြစ်ဖို့ဒါ၄ချက်လို့မယ်ဝါဒဆိုတာ၄ကိုပြောတာပါကဲနောက်တစ်ခါစာသီးစိတ်ဖြစ်ဖို့အတွက်ကြည့်အောင်ဇေဝဝิญဉ်ဖြစ်ဖို့ဇေဝဒွါရဝီတီဖြစ်ဖို့ဒါဝီတီဘိုင်းကိုသင်နေတယ်ဆိုတော့ဒါဝီတီနဲ့ပြောပါမယ်ဇေဝဒွါရဝီတီစာသီးစိတ်ရှာရှိရမယ်နော်ရှာဆိုတာကဇေဝပဒါရဆိုတာရှာမှာရှိနေတဲ့ပဒါရယုတ်လေးကောင်းကောင်းမွန်ရှိရမယ်ကောင်းမွန်ရမယ်အဲ့ပေါ့ချိုးတယ်ချင်းတယ်ဖန်တယ်ဒီပေါ်မှာတင်လိုက်အရသာလေးခံနိုင်ဖို့အတွက်ပေါ့နောက်အရသာဆိုတာလည်းရှိနေရမယ်ရှားပေါ်မှာတင်တဲ့အာဟာရလေးတစ်ခုရှိရမယ်ပြီးရင်နဲ့ရှာရည်ရှိရမယ်နော်ရှာရည်ရှိရမယ်ရည်တက်လေးရှိရမယ်အဘောတက်လေးရှိရမယ်အရည်ကသူကဖြန့်ပေးသွားမှာအရသာလေးကစိတ်ဝင်မဲ့သဘောမျိုးပေါ့နော်ဟုတ်ပြီပြီးရင်ဒါကိုလည်းနှလုံးသွင်းမှုရှိရမယ်နှလုံးမသွင်းဘူးဆိုလည်းအရသာကိုကောင်းကောင်းမသိဘူးဥမာကိုကဆိုရင်ပူပန်ပြီးမှစားနေတောက်နေရတယ်ဆိုရင်အရသာဘာမှညာမှမသိလိုက်ပိုက်ထဲကိုဂလူဂလူဆိုဝင်သွားတာပဲဆိုရင်နှလုံးသွင်းမှုမရှိအရသာကောင်းကောင်းမသိတဲ့သဘောမျိုးလည်းရှိမှာပေါ့အဲ့ဒါဆိုရင်ဒီမှာ၄ချက်လို့မယ်တရားစခန်းတွေတရားသမားတွေမှာတော့အပေါ်နှစ်ချက်ကိုပဲပြောတာများပါတယ်ရှာနဲ့အရသာနဲ့တိုက်စားသည့်စိတ်ပေါ်မယ်ဒီမှာထပ်ပြီးတော့နှစ်ချက်ထပ်ဖြစ်မယ်ဆိုရင်အာဘောဓရှာရည်ရှိရမယ်မနတိကာရနှလုံးသွင်းမှုရှိရမယ်နော်ဒါဆိုအလုံးအပြီးဒီမှာ၄ချက်ရှိပါတယ်လင်္ကာနဲ့ကြက်ချင်တယ်ဆိုရင်တော့ဒီလိုလေးကြက်ထားပါဇေဝအာပရသထင်ပြီးမနတိလေးလီဇေဝဖို့ဒါဇေဝဒွါရဝီတီဖြစ်ဖို့စာသီးစိတ်အစဉ်တန်းဖြစ်ဖို့ဒါတွေလိုအပ်တယ်အကြောင်း၄ချက်လိုအပ်ပါတယ်ကောင်းပြီဆက်ပြီးတော့မှကြည့်ပါမယ်ကာယဒွါရဝီတီဖြစ်ဖို့ကိုယ်ပေါ်မှာပေါ်တဲ့စိတ်ကိုယ်မှာဗာစိတ်တွေပေါ်လဲကြားတယ်နားတယ်ကောင်းတယ်ဒါပါနော်ပိုက်အောက်တယ်ဒါကိုပေါ်မှာပဲသတ်မှတ်ပါကာယဒွါရဝီတီဖြစ်ဖို့လဲအကြောင်း၄ပါးရှိပါတယ်ကာယပဒါရရှိရမယ်ကာယပဒါရဆိုတာဒီကိုယ်လုံးမှာရှိပါတယ်ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်းတချို့နေရာတွေမှာရှိပါတယ်เนาะဒါကြောင့်ရှာဘူးလောင်သွားတယ်လို့ဘိုက်အောက်တယ်လို့ပေါ်တာပေါ့ကာယပဒါရဖြန့်နှံ့ပြီးတည်တယ်အဲ့ကာယပဒါရရှိတဲ့အဲ့ကာယပဒါရကောင်းနေရင်အာယုံခံစားနိုင်တယ်အာယုံလာတိုက်ရမယ်ဖောဓဘာယုံလာတိုက်ရမယ်ဖောဓဘာယုံအတွေ့အထိလေးလာပြီးတော့မှတိုက်မယ်အဲ့တော့ဒွါရနဲ့အာယုံရှိပြီပြီးတော့သူကထိလို့တိလို့ရနိုင်တဲ့ဟာဆိုတော့ခါကျတော့ထထပထဝီဆိုတော့ခတ်မာပထဝီရှိရမယ်ဒါမှအာယုံခံစားမှုထိသွားတယ်လို့ဆိုသိမှာလားခတ်မာပထဝီရှိရနမနတိကာရနှလုံးသွင်းမှုလေးလိုအပ်တယ်ထိနေပေမဲ့လည်းဥပမာထိုင်နေပေမဲ့လည်းကျန်
ကြမ်းကင်းတဲ့ကိုနဲ့ထိုင်နေတယ်ထိတော့ထိနေတာပဲနှလုံးမသွင်းဘူးဆိုရင်မသိပါဘူးเนาะသိတဲ့စိတ်ရေလို့မပေါ်ဘူးအဲ့တော့မနတိကာရဆိုတာလည်းလိုအပ်တယ်အဲ့တော့အကြောင်းတရားဘယ်နှချက်လဲ၄ချက်တရားစကားတွေမှာတော့အလွယ်လွယ်ပဲပြောမယ်ကိုနဲ့တွေ့ထိစရာနဲ့တိုင်ရင်ထိစိတ်ပေါ်မယ်เนาะတရားစကားမှာတော့ဒီနှစ်ချက်ကိုပဲလိုရင်ပြောပါတယ်ကောင်းပြီသူ့ကိုအတူကောက်ကြက်ထားခြင်းနဲ့ဆိုရင်ဒီလိုလေးမှတ်လို့ရပါတယ်ကာယထထဖောထတိထင်ပြီးမနတိလေးလီကာယဖို့เนาะထထဆိုတာကခမ္မပထဝီကိုဆိုလိုပါတယ်အဲ့ဒါဆိုအခုပြောခဲ့တာကပြင်စဒွါရအဝီတီဖြစ်ဖို့အကြောင်းတရားငါးဒွါရမှာသကုသောတာကာဏစိန်ဝါကာယအဲ့ဒီအမှာဖြစ်တဲ့စိတ်အစဉ်တန်းတွေဖြစ်ဖို့အကြောင်းတရားလေးတွေကိုပြောခဲ့ပါတယ်စိတ်အစဉ်တန်းဖြစ်ပုံကတော့နောက်တစ်ချိန်မှပဲပြောပါမယ်ဒီနေ့တော့ဒီလောက်ပါပဲကြက်မှတ်ထားခြင်းရင်ဒီလင်္ကာလေးတွေအတူကောက်ကြက်မှတ်ထားနိုင်ပါတယ်အားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝမ်းငြိမ်းအေးကြပါစေတရားထုတရားမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပတ်သားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ